အားလုံးပဲမင်္ဂလာပါနေ့စဉ်နဲ့မြစကားဝက်တန်းပေါင်းများစွာဟာလွယ်ကူပဲဖောက်ထွင်းခိုးယူခံရတယ်ဆိုတာသတိထားမိကြပါလားဒါဟာတကယ်ကိုကြီးမားတဲ့လုံခြုံရေးပြဿနာကြီးပါဒီနေ့တင်ဆက်ပေးမယ့်ရှင်းလင်းတင်ပြချက်ကနေကြိုဆိုပါရစေဒီစီစဉ်မှာတော့ရိုးရစကားဝက်ဒီစာ Google Cloud ရဲ့မဖြစ်မနေ Multi-Factor Authentication သုံးရမယ့်စီမံအသစ်နဲ့ Zero Trust အနာဂတ်စီဘယ်လိုကူးပြောင်းသွားမလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားပါမယ်ကဲစိတ်ဝင်စားစရာကောင်းတဲ့ဒီပြောင်းလဲအကြောင်းတံပေးလေးလာကြည့်လိုက်ကြအောင်ဒီနေ့ရှင်းလင်းတင်ပြချက်မှာအဓိကဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ Digital လုံခြုံရေးရဲ့စံကေးပြောင်းလဲမှု Passkey တွေရဲ့ဆွမ်းပါက Cloud MFA စီမင်းသစ်ဆက်မှတ်ထားတဲ့အချိန်စီကစီမင်းအကျုံးဝင်မဲ့အပိုင်းတွေနဲ့မရှိမဖြစ်လှုပ်ဆောင်ရမယ့်အစီအမံတွေပဲဖြစ်ပါတယ်ပထမဆုံးအပိုင်းတီအနေနဲ့ Digital လုံခြုံရေးရဲ့စံကေးပြောင်းလဲမှုတနည်းအားဖြင့်စကားဝတ်တွေကိုကြော်လွန်ပြီးဘယ်လိုရှစ်ဆက်မလဲဆိုတာကြည့်လိုက်ရအောင်ဒီစံကေးပြောင်းလဲမှုကိုလေကားချက်လေးတွေလိုမြင်ကြည့်လို့ရပါတယ်အောက်ဆုံးအဆင့်ကတော့လွယ်တကူခံမှန်းလိုက်တဲ့အထက်ထက်ထုံးလေးစီတဲ့ရိုးရိုးစကားဝတ်တွေပေါ့အဲ့ဒီကနေမှစကားဝတ်တွေကိုမှတ်သားပေးတဲ့ password manager တွေအဲ့ဒီနောက် two step verification လို့ခေါ်တဲ့အဆင့်နဲ့ဆင့်ခံစနစ်တွေစီတက်လန်းလာပါတယ်နောက်ဆုံးအမြင့်ဆုံးနဲ့လုံခြုံမှုရှိဆုံးထိပ်ဆုံးအဆင့်ကိုရောက်တဲ့အခါမှာတော့ FIDO စံနှုန်းကိုသုံးထားတဲ့ passkey တွေပဲဖြစ်ပါတယ်စကားဝတ်ဆိုတာကိုတီးထားတဲ့အရာတစ်ခုတက်ပါအမောင်ထဲမှာဒီလိုပြောလိုက်တဲ့လူဝက်ချက်တစ်ခုလိုမျိုးမတမာသူတွေကလွဲကူကြားဖြတ်ခိုးယူနိုင်ပါတယ်ဒါပေမဲ့ passkey လို့ကိုယ်တိုင်ပိုင်ဆိုင်ထားမှုပေါ်အခြေခံတဲ့လုံခြုံရေးစနစ်ကတော့ကိုယ်ဆက်ပစ္စည်းထဲမှာခိုင်မသုံးလို့ထားတဲ့ရုပ်ပိုင်းဆိုင်ရာတောတန်တစ်ခုနဲ့တူပါပဲဖုန်းဒါမှမဟုတ်ကွန်ပျူတာကိုကိုယ်တိုင်လက်ဝယ်ပိုင်ဆိုင်ထားမှသာဝင်ရောက်ခွင့်ရရှိစေမှာပါဒါဟာတကယ်ကိုကြီးမားတဲ့အားသာချက်တစ်ခုဖြစ်ပါတယ်ဆက်လက်ပြီးအပိုင်းနဲ့အနေနဲ့ passkey ရဲ့စွမ်းပါကနဲ့ cryptographic proof လို့ခေါ်တဲ့လျှို့ဝှက်ကိုနဲ့အထူးပြုခြင်းအကြောင်းလေ့လာကြည့်ကြပါမယ်။ပုံမှန်စကားဖွဲ့တဲ့အင်တာနက်ပေါ်ကဖြတ်သွားတဲ့အခါ hacker တွေကကြားဖြတ်ခိုးယူဖို့စောင့်နေကြပါတယ်။ဒါပေမဲ့ passkey တွေကရှော့ချက်အစစ်မှန်ကိုအင်တာနက်ပေါ်ကနေဘယ်တော့မှမပို့ပါဘူး။အဲ့ဒီservice တွေမှာတဲ့ရှုပ်ထွေးတဲ့တင်ချပူစာကိုဖြည့်ရှင်းပြီးရလာတဲ့ cryptographic proof လို့ခေါ်တဲ့အဖြေမှန်ကိုသာပေးဖို့တာပါ။ဒါကြောင့် hacker တွေကကြားဖြတ်ရသွားရင်တော့အဲ့ဒီအချက်လက်ကသူတို့အတွက်လုံးဝအသုံးမဝင်တော့ပါဘူးဒီနိုင်ချင်းချက်ဆရာလေးကိုကြည့်လိုက်ရင် phone message SMS နဲ့ကိုတောင်းတဲ့နီလန်းကအသုံးများပြီးမြင်အန်တော်ဆရာကောင်းတဲ့အားနည်းချက်ရှိနေရတာတွေ့ရပါမယ်အသုံးပြုသူတွေအိပ်ပျော်နေတဲ့အချိန်မှာတော့ဖုန်းနံပါတ်ကိုကြားဖြတ်လွှဲပြောင်းယူတဲ့ SIM swap တိုက်ခိုက်မှုတွေအလွယ်တကူဖြစ်နိုင်ပါလေဒီအတွက်ကြောင့် passkey ဟာ phishing လို့လိမ်လည်မှုတွေကိုကာကွယ်နိုင်စွမ်းအမြင့်ဆုံးဖြစ်ပြီးအသုံးပြုရတာလည်းအရန်လွယ်ကူတဲ့အတွက်လုံခြုံရေးရဲ့အမြင့်ဆုံးစံနှုန်းဖြစ်ရပ်တည်နေတာပါအပိုင်း3အနေနဲ့ Cloud MFA စီမင်းတဲ့တနည်းအားဖြင့်မဖြစ်မနေအဆင့်မြင့်တင်ရမယ့်လုံခြုံရေးအကြောင်းဆက်သွားကြပါမယ်ဒီညမှာအထူးသတိထားရမယ့်စကားလုံးကတော့မဖြစ်မနေဆိုတာပါပဲအကောင့်တွေနဲ့အရေးကြီးတဲ့ data တွေကိုကာကွယ်ဖို့အတွက် Multi-Factor Authentication MFA ကိုရွေးချယ်ခွင့်ရှိတဲ့အလေးကျင့်တစ်ခုအဖြစ်ကနေ Google Cloud အသုံးပြုသူအားလုံးအတွက်လုံးဝမဖြစ်မနေလိုက်နာရမယ့်စနစ်တစ်ခုအဖြစ်တရားဝင်သတ်မှတ်လိုက်ပြီးဖြစ်ပါတယ်ဒီ MFA စီမင်းကိုအုပ်ချုပ်မှုပိုင်းဆိုင်ရာဝန်ထုတ်ဝန်ပို့တစ်ခုလိုမမြင်စေချင်ပါဘူး။စကားဝတ်တစ်ခုတည်းကိုပဲအားကိုးနေရတဲ့ခေတ်ကတင်ချာနည်းရတော့လက်တွေ့မှာပါလုံးဝကုံဆုံးသွားပါပြီ။ဒါကိုလုံးဝယုံကြည်မှုမထားတဲ့ Zero Trust တောင်းဝင်းကျင်တစ်ခုစီကူးပြောင်းဖို့မရှိမဖြစ်လိုအပ်တဲ့ဘီသူကပိုင်းဆိုင်ရာတရားတစင်းအဖြစ်မြင်ကြည့်ဖို့လိုပါတယ်။ဒါဟာပုံမလုံခြုံတဲ့အနာဂတ်စီသွားမယ်လမ်းကြောင်းပါပဲ။အခုအပိုင်း၄ရောက်ပါပြီ။ဒီအပြောင်းလဲတွေပဲအချိန်မှစတင်မလဲဆိုတဲ့အချိန်စရာနဲ့အဆင့်လိုက်အကောင့်ထဲပေါ်မှုတွေကိုလေ့လာကြည့်ကြရအောင်အချိန်တွေကတရွေ့ရွေ့ကုန်ဆုံးနေပါတယ်။လာမယ့်2025ခုနှစ်ဇန်နဝါရီလမှာ reseller အကောင့်တွေကိုပထမဆုံးစတင်တက်ရောက်ပါမယ်။အဲဒီနောက်2025ဒုတိယ3လပတ်မှာတော့ကိုယ်ပိုင်အကောင့်တွေနဲ့ Gmail တွေကိုဆက်လက်တက်ရောက်မှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီလရောက်တဲ့အခါမှာတော့ Enterprise Cloud Identity အကောင့်တွေအားလုံးအပြည့်အဝကျုံးဝင်ထွက်မှာဖြစ်ပြီးဒါကြောင့်အချိန်မီပြင်ဆင်ထားဖို့တိတ်ကိုရေးကြည့်ပါတယ်။ဒါပေမဲ့သတင်းကောင်းတစ်ခုကတော့ Enterprise Cloud Identity ကိုအသုံးပြုနေတဲ့အဖွဲ့အစည်းတွေရဲ့ administrator တွေနဲ့အဖွဲ့အစည်းတွေအကောင့်တွေပေါ်ဟိုအချိန်ပိုလိုအပ်နေတယ်ဆိုရင်တမရက်ကနေရက်ပေါင်း90အထိတက်တန်းတိုးခွင့်ရနိုင်မှာဖြစ်ပါတယ်။ဒါကအကူကောင်းတဲ့အသက်ရှူချောင်စေမယ့်အချိန်တစ်ခုပါပဲ။အပိုင်း9မှာတော့စီးမင်းအကျုံးဝင်မှုနဲ့ကင်းလွတ်ခွင့်တွေအကြောင်းဘယ်နယ်ပယ်တွေမှာတက်ရောက်မှုရှိမလဲဆိုတာရှင်းပြပေးသွားပါမယ်။စီးပွားရေးလုပ်ငန်းတွေတော့တီးထားတင်တာကဖောက်တဲ့ဒီအသုံးပြုနေတဲ့ application တွေရုတ်တရက်ရပ်တန့်တော်မှာမဟုတ်ပါဘူး။ဒီစီးမင်းက control plane လို့ခေါ်တဲ့အုပ်ချုပ်မှုဆိုင်ရာ dashboard တွေစီဝင်ရောက်မှုကသာအဓိကထားတင်းကျပ်တာပါ။ဆိုလိုတာက console တွေကို MFA မှာပါပဲဝင်လို့မရတော့ပေမဲ့data plane လို့ခေါ်တဲ့လက်ရှိလဲပတ်နေတဲ့လုပ်ငန်းတုံး application တွေကတော့ဘာတော့အရက်မှမရှိပဲပုံမှန်အတိုင်းဆက်လက်လဲပတ်နေမှာဖြစ်ပါတယ်။နောက်ထပ်အကြီးတဲ့အချက်ကဖွဲ့စည်းပုံအရအခွင့်အရေးအများကြီးမရှိတဲ့တာမန်အသုံးပြုသူတွေကို organization MA တွေက MFA ကနေကင်းလွတ်ခွင့်ပေးနိုင်ပါတယ်။
ဒါပေမဲ့ငွေပေးချေမှုဆိုင်ရာ billing တွေပြင်ဆင်တာဒါမှမဟုတ် IAM လို့ခေါ်တဲ့အကောင့်ဝင်ရောက်ခွင့်မူဝါဒတွေကိုပြင်ဆင်တာမျိုးလို့အလွန်အရေးကြီးတဲ့လှုပ်ဆောင်ချက်တွေအတွက်ကတော့လုံးဝကင်းလွတ်ခွင့်မရနိုင်ပါဘူးဒါတွေအတွက် MFA ကိုမဖြစ်မနေသုံးရပါမယ် နောက်ဆုံးအပိုင်း6အနေနဲ့မရှိမဖြစ်လိုအပ်တဲ့လှုပ်ဆောင်ရမယ့်အစီအမံတွေအခုချက်ချင်းစတင်လှုပ်ဆောင်တဲ့အဆင့်တွေကိုတင်ပြပေးသွားပါမယ် တဦးချင်းအသုံးပြုတွေနဲ့လက်တွေဘာတွေလုပ်ရမလဲအမြင့်ဆုံးလုံခြုံရေးတွေက passkey တက်ဆင်ပြုလုပ်ပါတယ်နီးပညာပိုင်းရအဆင့်ဆင့်တွေကိုလုပ်ရမလဲဆိုတာရှင်းပြပေးပါမယ်ပထမဆုံး Google ကောင်းရဲ့ security လုံခြုံရေး setting တရားကိုသွားပါ How you sign into Google က two-step verification ကိုနှိပ်ပါပြီးရင် passkey ဆိုတာကိုရွေးပြီး create a passkey ကိုဆက်နှိပ်ပေးပါဒီအဆင့်မှာစနစ်ကမိမိအသုံးပြုနေတဲ့ set ထဲကအလုံးလုံးကြုံတဲ့နေလာလေးမှာ cryptographic keypad ကို fan တီးသိမ်းစီလိုက်ပါတယ်ပြီးတော့နဲ့ Windows Hello Apple Face ID ဒါမှမဟုတ် Android လေးပွေရစတဲ့မိမိဆက်ရဲ့လုံခြုံရေးနီးလိုက်တဲ့အတည်ပြုလိုက်တာနဲ့ passkey တက်ဆင်ခြင်းပြီးမြောက်သွားပါပြီအလုံးကိုလွယ်ကူပါတယ်ပြီးတော့အရေးပေါ်အခြေအနေအတွက် backup code တွေကိုလည်းမဖြစ်မနေသိမ်းစီထားဖို့အချမ်းပြုခြင်းပါတယ် ID administrator တွေအနေနဲ့တော့အချိန်ဆွဲနေလို့မရတော့ပါဘူးမိမိတို့အဖွဲ့အစည်းရဲ့အကောင့်မျိုးစားတဲ့အချိန်စရာကိုတေချပြန်စစ်ဆေးရပါမယ်အထူးအခွင့်အရေးရှိတဲ့ privilege account တွေအားလုံးကိုမနစ်ဖြန်အထိစောင့်မနေပဲအခုချက်ချင်းပဲ MFA ဖွင့်ထားဖို့ကြက်မှတ်ပေးပါဖွဲ့စည်းတွင်ပြင်ဆင်ဖို့အချိန်ပူလိုအပ်နေပြီးရင်လည်း admin consultant တွေတဆင့်ရက်90တက်တန် token ကိုကြိုတင်ပြင်ဆင်ထားဖို့မမေ့ပါနဲ့ နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ပါစေမနက်ဖြန်မှာမိမိတို့ရဲ့ဖွဲ့စည်းကို phishing တိုက်ခိုက်မှုဝင်ရောက်လာခဲ့ရင်ခိုးယူခံလိုက်ရတဲ့စကားဝတ်တစ်ခုတည်းနဲ့ cloud အခြေခံအဆောက်အုံတစ်ခုလုံးပြိုလဲသွားဖို့လုံလောက်နေပြီလားစီးမြင်းနေအသက်ဝင်လာမဲ့အချိန်အထိစောင့်မနေပါနဲ့ဒီနေ့ကစပြီးစကားဝတ်တင်နေရမှာပုံမခိုင်မာတဲ့လုံခြုံရေးစနစ်တွေကိုအစားထိုးအသုံးပြုလိုက်ကြဖို့တိုက်တွန်းရင်ဒီရှင်းလင်းတင်ပြချက်ကိုနေကုန်းချိုးလိုက်ပါတယ်အားလုံးပဲလုံခြုံစိတ်ချရတဲ့ digital ပတ်ဝန်းကျင်ကိုတိစောက်နိုင်ကြပါစေ။